Israel နဲ့ Hamas တဲ့မဲ့ဖြစ်ပါတယ်ဒီမနေ့မှာဒီကပတ်တဲ့နေ့မှာတော်တော်လေးပြတ်သွားတယ်ပြီးတော့မနေ့ညမှာတဲ့အဲ့တဲ့ကပါလဲဆိုရင်မနေ့ညမှာ Benjamin Netanyahu ကနေပြီးတော့ဒေါ်ထပ်ပြီးချက်ချင်းကြီးကျဲပလိုက်ဆိုပြီးအမိန့်ပေးလိုက်ပြီးတော့မှတို့ဘုံတွေကျဲသွားပြီးတော့မှတိုက်ခိုက်လာတယ်လို့ပြောတယ်တော်တော်လေးတိုက်ခိုက်မှုကြီးတယ်ပြောတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်တဲ့ Israel ဘက်ကနေထုတ်ပြန်ထားတာတဲ့တို့ရဲ့အပြစ်ခတ်ရက်စဲရေးကိုတို့ထိုးဖောက်တယ်နေဆက်ကတို့ Israel လူ2ယောက်ကိုတို့ပြစ်တက်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်တို့မင်းညမှာIsrael လူတွေရဲ့ရုပ်အလောင်းကိုပြန်ပေးဖို့အတွက်ကိုတောင်းထားတာအဲ့ဒါကိုအလောင်းတစ်ခုပေါ့နော်တလောင်းတစ်ခုပေါ့အဲ့အလောင်းတစ်ခုပေးလာတဲ့အထက်မှာတို့ပြန်စစ်ဆေးလိုက်တဲ့မှာတို့ရဲ့ Israel လူရဲ့အလောင်းမဟုတ်နေဘူးပေါ့အဲ့ကကြတော့ပို့ပြီးတော့စိတ်တူတော့တာပါလဲဆိုရင်တို့ပြောင်းတာလားလောင်တာလားပြီးရင်မလိမ့်တပတ်လုပ်တဲ့ပုံစံမျိုးဖြစ်တဲ့အခါကျတော့ပို့တော့ဖြစ်ပြီးတော့မှကျဲပလိုက်ဆိုပြီးမင်းပေးလိုက်ပြီးတော့မှချက်ချင်းကြီးမင်းညမှာကျဲသွားတယ်ဆိုပြီးတော့မှဒီကပတ်တရေကတော်တော်လေးဖော်ပြကြတယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်ဒေါ်နယ်ထရမ့်ဘယ်လိုပြန်ပြောလာမလဲဆိုတာတော့ဒေါ်နယ်ထရမ့်တို့ပူတာဒီမမေးသေးဒေါ်နယ်ထရမ့်လည်းဟိုမှာတောင်ကိုရီးယားသွားနေပြီပေါ့နော်အခုဂျပန်နဲ့တောင်ကိုရီးယားသွားနေတဲ့လန်ခီးဆိုထားလိုက်ပါတော့ဒါပေမဲ့ပြောချင်တဲ့ဘောကတို့ရဲ့အပြစ်ခတ်ရက်စဲရေးဒေါ်နယ်ထရမ့်ပြန်ပြပြီးတဲ့ဟာတို့နှစ်ဦးနှစ်ဖက်ကအစမပြေနေကြအောင်နော်ဘာဖြစ်လို့လဲဆိုရင်ပြီးတော့ဒေါ်နယ်ထရမ့်လည်းဟာမတ်ကိုအချင်းချင်းတတိပေးထားပြီးပြီဒါပေမဲ့တကယ်ဘယ်လိုလုပ်မလဲဆိုတာတော့မသိသေးပါဘူးစောင့်မျှော်နေတော့ပါပဲအကယ်၍သတင်းတွေစိတ်ဝင်စားတဲ့လူများရှိရင်တော့အပေါင်းလေးနဲ့ပြခဲ့ပါကျွန်မဆက်ပြီးသတင်းတွေတင်ပေးပါမယ်အားလုံးပဲဆင်ပြေကြပါစေဘိုင်ဘိုင်